အားလုံးပဲမင်္ဂလာပါမိတ်ဆွေရဲ့လုပ်ငန်းမှာနေ့စဉ်ပြဿနာတွေနဲ့ကြုံတွေ့နေရပါသလားဒါဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးစေချင်ပါတယ်ဒီနေ့ကျွန်တော်မျှဝေတော့မယ့်အကြောင်းအရာလေးကတော့ Johari Window ပဲဖြစ်ပါတယ် Johari Window ဆိုတာမိမိနဲ့တခြားသူရဲ့လူမှုဆက်ဆံရေးနဲ့ကျွန်တော်တို့ကောင်းမွန်စွာကျွန်တော်နားလည်စေခြင်းနဲ့ဒီ model လေးတစ်ခုဖြစ်ပါတယ်1955ခုနှစ်က Joseph နဲ့ Harridan တို့ရဲ့ဒါတွေးရှိချက်လေးတွေကိုဒါတီထွင်ခဲ့တာဖြစ်ပါတယ် Johari Window ကိုကျွန်တော်တို့အဓိကအပိုင်း၄ပိုင်းနဲ့ကျွန်တော်တို့မြင်တွေ့လို့ရပါတယ်ပရင်းပေါက်၄ခုနဲ့လည်းကျွန်တော်တို့ကြည့်လို့ရပါတယ်နံပါတ်1ကျွန်တော်တို့ open area ဖြစ်ပါတယ်နံပါတ်2ကတော့ကျွန်တော်တို့ blind area ဖြစ်ပါတယ်နံပါတ်3ကတော့ကျွန်တော်တို့ hidden area လို့ခေါ်ပါတယ်နံပါတ်4ကတော့ကျွန်တော် unknown area လို့ဖြစ်ပါတယ်ကျွန်တော်တို့ကြည့်လိုက်ကြအောင်နော်ကျွန်တော်ပြောထားတဲ့နံပါတ်1 area လေးကတော့ကျွန်တော်တို့ open area ဖြစ်ပါတယ်အဲ့ဒီ open area လေးကတော့ကိုလည်းတည်တယ်တခြားသူလည်းတည်တဲ့ area လေးဖြစ်ပါတယ်ဒါလေးကိုပွင့်လင်းမြင်တဲ့ area လို့ခေါ်ပါတယ်နံပါတ်2ကတော့ကျွန်တော်တို့ကိုကတော့မတည်ပါဘူးတခြားသူကတော့အဲ့ဒီနေရာကိုတည်နေပါတယ်အဲ့ဒါလေးကတော့ blind area ဖြစ်ပါတယ်မမြင်ရတဲ့ area လေးလို့ခေါ်ပါတယ်နံပါတ်3ကတော့ကျွန်တော်တို့ကိုကတော့တည်ပါတယ်တခြားသူကတော့မတည်ပါဘူးအဲ့ဒီ area လေးက hidden area လို့ခေါ်ပါတယ်ကျွန်တော်တို့ဖွက်ထားတဲ့ area လေးဖြစ်နေပါတယ်နောက်ဆုံး area လေးကတော့ကိုကတော့မတည်ပါဘူးတခြားသူကလည်းမတည်ပါဘူးအဲ့ဒါ unknown area ဖြစ်ပါတယ်ဒီ area တွေက red area လို့ခေါ်ပါတယ်ကျွန်တော်တို့ကမတည်သေးတော့ area လေးဖြစ်ပါတယ်ဒါဆိုရင်မိတ်ဆွေရောဘယ် area မှာအလုပ်လုပ်နေလဲလို့ထင်ပါတယ် comment မှာရေးပြီးတော့ကျွန်တော်တို့ဆွေးနွေးနိုင်ပါတယ်အဆုံးထိကြည့်ပြီးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ